မြင်းကလေးလှုပ်နေစဉ်ရှောင်ရှားတင်သောအချက်များရုတ်တရက်မြင်းကလေးလှုပ်ခတ်လာလျင်ကြောက်ရွံ့ထိတ်လန့်မှုမရှိစေဘဲတသိရှိပါတည်ငြိမ်မှုရှိပါကြောက်လန့်ပြီးအဆောက်အုံထဲသို့ပြေးဝင်ခြင်းအစစ်မြစ်တိုက်များမှခုန်ထွက်ခြင်းဓာတ်လေကအတုံးပြုခြင်းများမပြုလုပ်ဘဲ9စက္ကန့်အတွင်းနေအဆောက်အဦအပြင်ဘက်သို့ရောက်နိုင်ခဲ့ရင်ပြေးထွက်ပါမရောက်နိုင်ပါကဘေးကင်းရနေရာခိုင်ခန့်သောစပွဲခုံကတင်းအောက်စတဲ့နေရာများတွင်မှဝစ်ပြီးအကာအကွယ်ယူပါလေကွင်းပြင်စတဲ့ဘေးကင်းရတို့ပြေးပါမီးအတုံးပြုနေစဉ်ငလင်လောက်ပါကမီးတောက်ကိုငြိမ်ပါမီးခလုတ်များကိုပိတ်ပါဆိုင်ကယ်ကားများမောင်းနေချိန်ငလင်လောက်ခဲ့ရင်အရှင်းလျှော့ပြီးဘေးကင်းရနေရာမှာရပ်ထားပါဆဲနဲ့ရေလောင်ကအနီးမှမနေပါနဲ့ဆဲကျူးပေါက်ပြီးရေကြီးလာနိုင်ပါတယ်ငလင်ကြောင့်ဆူနာမီလိုင်းများဖြစ်ပေါ်လာနိုင်တာကြောင့်ကမ်းခြေမြစ်ကမ်းဆက်အနီးတွင်ရောက်ရှိနေခဲ့ရင်ကုန်းမြင့်မြင့်တို့ရွှေ့ပြောင်းပြီးပါတာဝါတိုင်းမျောစင်းအစစ်မြတ်အဆောက်အုံများအနားကိုမတွားပါနဲ့ပြိုကျနိုင်တာကြောင့်အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်နောက်ပြီးမြင်းကလင်းလှုပ်ပြီးနောက်ပိုင်းမိသားစုဝင်တွေကိုစစ်ဆေးပါမိသားစုဝင်တွေပျောက်ဆုံးပါကသက်ဆိုင်ရာတို့အကြောင်းကြားပေးပါထိခိုက်ဒဏ်ရာရရှိသူရှိမရှိစစ်ဆေးပေးပါမိနေအိမ်နဲ့ပတ်ဝန်းကျင်ရှိတဲ့လက်စစ်ပစ္စည်းများပျက်စီးမှုရှိမရှိကိုလည်းပြန်လည်စစ်ဆေးပေးပါပြိုကျပြုတ်ကျကွဲရှနိုင်တဲ့ပစ္စည်းတွေတွဲလောင်းကျနေတဲ့အရာများကိုအန္တရာယ်မဖြစ်စေရန်ခိုင်မြဲအောင်ပြုပြင်ပါမိသားစုရေးပေါ်သုံးပစ္စည်းတွေစာရွက်စာတမ်းတွေကိုကြိုတင်ပြင်ဆင်ပါမိနေထိုင်ရာအိမ်တိုက်များခိုင်ခန့်မှုရှိမရှိပုံမှန်စစ်ဆေးပြီးတောင့်တင်းခိုင်မာအောင်ပြုလုပ်ပါကောလာဟာလာသတင်းများကိုမယုံဘဲနောက်ဆက်တွဲဘေးအန္တရာယ်ရှိမရှိထုတ်ပြန်ချက်များသတင်းများကိုနားထောင်ပြီးလိုက်နာပါဘေးပတ်ဝန်းကျင်ကိုမျှဝေပါ